စောင့်စည်းမထိန်သိမ်းတဲ့ပုံကိုယ်တွေကဘေးကြီးလေးမျိုးဆိုင်တတ်တယ်လို့ဆိုနံပါတ်1အတ္တာနုဝါဒဘေးကိုဆွတ်ဆွဲတဲ့ကဲ့ရဲ့တဲ့ရှုံချတဲ့ဘေးနော်နံပါတ်2ပရာနုဝါဒဘေးဘေးကတိတဲ့လူတွေကအထင်သေးတဲ့ဘေးသူများကအထင်သေးနေတာကိုလည်းသိတာပဲသိရင်ကိုယ်စိတ်ထဲပဲခံရခက်အဲ့ဒါလည်းဘေးသင့်နေတာပဲတခါယူမိုက်မြတ်ကိုကအထင်သေးတရားတွေလုပ်ပြီးတော့ပဝန်းကျင်ကကိုယ့်ကိုအထင်ကြီးပါစေဆိုလို့ဖြစ်မလားအဲ့ဒီလိုပရာနုဝါဒဘေးသူတော်ဘာရဲ့ကဲ့ရဲ့ရှုံချအပြစ်တင်အထင်သေးတဲ့ဘေးကိုခံရမှာပဲမလွယ်နဲ့ဘူးနော်တခါယူမိုက်မြတ်အတ္တနုဝါဒဘေးပရာနုဝါဒဘေးနောက်ဒန္တဘေးတဲ့သိဆိုးွားလာရင်ဒဏ်ခတ်ခံရမယ်ထောင်ကျမယ်ငွေရော်ရမယ်ဟုတ်လားနောက်ပါလေဒုက္ခတိဘေးတဲ့သေပြီးတဲ့နောက်မှာမကောင်းတဲ့နေရာတွေကိုရောက်တတ်တယ်ဒါကြောင့်လွယ်သလောက်ခက်တယ်တဲ့မဆောင်စည်းရတာမထိန်သိမ်းရတာများဟုတ်လားတဲ့အိမ်မိုက်မြ